တွေအများကြီးကျွန်တော်တော်ဖို့ပါမယ်တက်ဖို့ပါတယ်ဒါပေမဲ့ဒီနေ့ပွဲလောက်ပေါ့နော်ကျွန်တော်တခါမှစိတ်ကြီးမလှုပ်ရှားဘူးပါဘူးဒါတကယ်ပြောတာပါတော်တော်လေးစိတ်လှုပ်ရှားတယ်တော်တော်လေးလည်းပျော်တယ်အရင်လည်းရေခုန်တယ်